ကျွန်တော်ကလေးစရှင်းနေပါကျွန်တော်တို့ဒီဘုဒ္ဓတော်ကိုအာဃာတတော်ကမထင်းချုပ်ခင်ထင်းချုပ်တဲ့ထင်းချုပ်လာကြရနေခေကကျွန်တော်တို့ပြည်တွေကနေအတင်းအဓမ္မလောအပင်ခိုင်းစရာလည်းမရှိဘူးတောင်းတာလည်းမရှိဘူးနောက်လာမယ့်အာကိုပြီးတော့မှဒီတက်စကန်တွေကိုဆောက်လုပ်တဲ့ဆိုတဲ့စကားတွေလည်းမမှန်မှန်ကန်ပါအတင်းအဓမ္မအဲ့လိုလူတောင်းတာလည်းမရှိပါနောက်တစ်ခုဒီ23နှစ်ပြည်တွေကလူငယ်တယောက်ကိုကားပြီးတော့မှကိုဒီဘက်ရဲ့ဟိုအစီခံတာဒီကျွန်တော်တို့မြေမြေအနေထားနဲ့အဲ့အစီခံတာနဲ့ကွာဟနေတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်ကျွန်တော်နာမည်ကတော့နိုင်ရှိလို့ခေါ်ပါတယ်အလုံးလည်းကတော့ကောင်းပါပါတယ်အဲ့ကျွန်တော်အဲ့ဒါတွေကတော့ဖြည့်ရမယ်မဟုတ်ပါဘူးအဲ့ဒါတွေကသူတို့ဆွဆွထားတာတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ယောဂမွတ်စလင်ယောမဟုတ်ပါဘူးကျွန်တော်တို့ယောဂရခိုင်ပြည်နေတဲ့ယောပဲဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ကရမ်လာပါကျွန်တော်မွန်လိုကနေစကန်နေရပါဒါတော့မမေပါဘူးကျွန်တော်ကတော့တိတလောကတော့ဒီလိုပါပဲအားစားတော့ကျွန်တော်တို့ဒီစကန်နေနေဟိုပြည့်တဲ့ရောကြအားစားတယ်ပြည့်တဲ့လာလို့ရှိတယ်ဒါပေမဲ့ဟိုအားစားအကြောင်းပြပြီးပင်စရာတွေမရှိပါဘူးဒီပြည့်တဲ့ရောအားလေးကိုရခိုင်သားတယောက်ပျောက်သွားတာရှိတယ်ပြီးတော့ဒီပျောက်သွားပြီးတော့25ရက်မဟုတ်26ရက်လို့ရှိမှဒီကြားနေပြန်ပြီးတော့တက်ပြပြတာရှိတယ်တက်ပြပြီးတော့ကျွန်တော်တို့အာခန့်တက်တော့ကလူကြီးတွေလာပြီးတော့ကျွန်တော်တို့ဒီမှာလူချုံမှုမရှိဘူးခင်ဗျားတို့လူချုံမှုရှိတဲ့နေရာတွေကိုကျွန်တော်တို့ခေါ်သွားပြီးလို့ရှိပြီးတော့ပြောတာနဲ့ကျွန်တော်တို့ရောသားတွေလည်းတောင်းဆိုတာရှိတယ်ဟုတ်တယ်ကျွန်တော်တို့ဒီနေရာကြီးလို့တော့မခေါ်ပါဘူးကျွန်တော်တို့လူမျိုးစုဆိုတော့ကျွန်တော်တို့အဆင်ပြေတဲ့နေရာတွေကိုကွန်ပျူတာဆိုပြီးတော့ဒီလိုရောသားတွေလည်းတောင်းဆိုတာရှိတယ်ဒါပေမဲ့ဒီအာစာနဲ့ပတ်သက်ပြီးတော့အမျိုးအကြောင်းပြပြီးဒီလိုပင်စရတယ်လို့မရှိပါဘူးဒီဘက်ဟိုအစင်းခံတာအရဆိုလို့မှမဟုတ်ဘူးလို့